무서워? 재밌잖아요. ဟယ်လိုမင်္ဂလာပါမနေ့ကဖွဲ့ယူပြီးတော့ကိုချောင်းပတ်နဲ့နေတာကြောင့်အိမ်ကိုလည်းတမ်းမပြန်ခြင်းလို့အင်တာနက်မှာခေတ်စားနေတဲ့စမ်းချောင်းကန်ကိုတွားခဲ့ပါတယ်အင်တာနက်မှာကြည်ရသလောက်သူကရေကန်ကြီးကရေတွေခဲနေတဲ့ပုံမှာရာဘာဘဲရုပ်ကလေးတွေကိုရှောစီးရတာပေါ့ရေခဲပြင်ရှောလိုမျိုးစီးရတဲ့ဟာလေးကနာမည်ကြီးတာကြောင့်အိတ်ကိုတွားခဲ့ပါတယ်ဒါပေမဲ့ကျမတို့တွားတဲ့နေ့ကပိတ်ရက်မို့လို့လားမသိဘူးစိုင်နေလဲအကုန်ပိတ်ထားပြီးတော့လူလည်းမရှိဘူးအဲ့ဒါကြောင့်ဒီတိုင်းပဲကန်နာမှာရှောက်ပတ်ကြည့်ပြီးဓာတ်ပုံနဲ့ပပရိုက်ပြီးတော့အိမ်ကိုတန်းပြန်ရမှာနှမျောတာကြောင့်အမျိုးသားကကျမကိုပင်လက်သမားစီးဖို့ပြောပါတယ်ပုံမှန်ဆိုရင်ကျမကအဲ့လိုမျိုးစီးရတာတွေကိုမကြိုက်ပါဘူးငယ်ငယ်တုန်းကတော့အဲ့လိုမျိုးစီးရတဲ့ဥစ္စာတွေကိုမကြောက်ဖ ೇನೆ စီးပေမဲ့အသက်ကြီးလာတော့မစီးရတော့ပါဘူးဒါပေမဲ့လည်းသူနဲ့သွားတိုင်းအမြဲတမ်းမစီးတာကြောင့်ဒီတစ်ခေါက်တော့စီးပေးလိုက်ပါမယ်ဆိုပြီးတော့စီးဖို့သဘောတူလိုက်တယ်ပေါ့နော်ကစားကွင်းမှာလည်းလူတယောက်မှမရှိဘူးပေါ့ကျမရဲ့ကျမအမျိုးသားရဲ့ဒီပင်လယ်သမားမောင်းတဲ့ဦးလေးရဲ့၃ယောက်ပဲရှိတယ်ပင်လယ်သမားမစီးခင်တော့ဒီဟာလေးစော့တယ်ပေါ့နော်သူနဲ့ကျမနဲ့တယောက်တလဲစီစော့တယ်ပြီးတော့ပင်လယ်သမားစီးဖို့သွားပါပြီသူကကျမကိုလက်မြောက်ခိုင်းပြီးတော့အော်ခိုင်းတာကျမကြောက်လို့ကိုမမြောက်ရဲအသေးလဲအော်နေတာ